အားလုံးပဲမင်္ဂလာပါတူရီဝင်လာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်8ရက်9လ2026ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးချင်ပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲကနိုင်ပုံနဲ့တို့အရင်ဆုံးပြောပြပေးချင်ပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က4ကိုအချိန်ဖြစ်ပါတယ်2308နဲ့ကတ်မှာဖြစ်ပါတယ်ဗျ4ကိုအချိန်ကို2308နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပုံနဲ့8ကွက်ကတော့42434448 92939998ဆိုပြီးတော့ပေါက်ကနေ8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနိုင်ပေါက်နိုင်ဖြစ်ပါဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့49လုံးပိုင်းဖြစ်ပါတယ်49လုံးပိုင်းဖြစ်ပါဗျဗုဒ္ဓဟူးနေ့နေကုန်မထိမပေါက်ကီး3လုံးကတော့234ကီးဖြစ်ပါတယ်234ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးများတင်ပါတယ်ခုနှစ်သားသမီးများအပူရီရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်